မဟာသီရိသုဒ္ဓမဒေါခင်ကြီးနဲ့အဖြူရောင်ကူဗိမ္မာန်ရဲ့လျှို့ဝှက်ချက်ရွှေရကုံဖျားတောင်ပန်းမုတ်ကန်တော်မင်းဥယျာဉ်ထဲမှာတည်ရှိတဲ့အဖြူရောင်ကူဗိမ္မာန်လေးတစ်ခုကိုသတိထားမိကြမှာပါအဲ့ဒီနေရာဟာဆိုရင်တော့တမတော်ဤဖခင်ဗိုလ်ချုပ်အောင်ဆန်းဤဇနီးမဟာသီရိသုဒ္ဓမဒေါခင်ကြီးလို့ကပီးတိုးထားတဲ့ကူဗိမ္မာန်လေးပဲဖြစ်ပါတယ်ဒီကူဗိမ္မာန်လေးဟာဆရာကြီးတခင်ကိုတော်မိုင်းကုလသမဂ္ဂထွေထွေတွင်ရင်မှုချုပ်ဟာဦးတန်းနဲ့မိဖုရားကောင်ကြီးစုဖျားလက်တို့ရဲ့ကူဗိမ္မာန်တွေရဲ့ပြီးတမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေစုစည်းရာနေရာလေးမှာအေးချမ်းစွာနဲ့တည်ရှိနေတာပါဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို channel ဗီဒီယိုထဲမှာဆိုရင်တော့ဗိုလ်ချုပ်ရဲ့ဇနီးတန်အမတ်ကြီးဒေါခင်ကြီးရဲ့စမ်းချေလာတဲ့ဘဝခီးစဉ်နဲ့နောက်ွယ်ကစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒေါခင်ကြီးကို1912ခုနှစ်မှာမြောင်းမြမြို့ကွင်းကုန်းရက်မှာမွေးဖွားခဲ့ပြီးမွေးချင်း9ယောက်နဲ့9ယောက်မြောက်သမီးလေးဖြစ်ပါတယ်။သူမဟာအမဖြစ်သူရဲ့လမ်းညွှန်မှုတွေနဲ့ရန်ကုန်စေယုံကြီးမှာသူနာပြုတင်တန်းကိုတက်ရောက်ပြီးသူနာပြုဆရာမလေးဖြစ်လာခဲ့တာပါ။ဂျပန်ခေတ်ကာလအတွင်းစေယုံကြီးမှာတာဝန်ထမ်းဆောင်နေစမှာပဲအဖျားယောဂါနဲ့စေယုံတက်လာခဲ့တဲ့ BIA စစ်တေနာပတိချုပ်ဗိုလ်ချုပ်အောင်ဆန်းနဲ့ဆုံတွေ့ခဲ့ပြီးသူနာပြုဆရာမလေးနဲ့စစ်ဗိုလ်ချုပ်တို့ရဲ့ဖူးစာဇာတ်လမ်းဟာစတင်ခဲ့တာပါပဲ။1942ခုနှစ်စက်တင်ဘာလ6ရက်နေ့မှာဆိုရင်တော့သူတို့နှစ်ဦးဟာရန်ကုန်စေယုံကြီးရဲ့ခမ်းမဆောင်ထဲမှာပဲရိုးရှင်လှပစွာလက်ထပ်ခဲ့ကြတာပါအောင်ဆန်းဦးအောင်ဆန်းလင်းနဲ့အောင်ဆန်းစုကြည်ဆိုတဲ့သားသမီးရတနာတွေကိုထွန်းကားခဲ့ပြီးမြ1948ခုနှစ်ဇူလိုင်လ19ရက်နေ့မှာဆိုရင်တော့ဒေါခင်ကြီးရဲ့ဘဝမှာအထီးကိဆုံးသောဆုံးရှုံးမှုကြီးနဲ့ကြုံတွေ့ခဲ့ရပါတော့တယ်သူမမျက်နှာတမ်းမိုးထားရဆုံးခင်မွန်းတဲ့ဗိုလ်ချုပ်အောင်ဆန်းဟာမတမာသူတွေရဲ့လှုပ်ကြံမှုတွေကြောင့်အသက်ဆုံးရှုံးသွားခဲ့ရရှာတာပါခင်မွန်းတဲ့ကိုလမ်းစွန်နေမဲ့စားဗိုလ်ချုပ်ချမှတ်ခဲ့တဲ့လမ်းဆက်တွေမှာပါဝင်ကြဖို့အတွက်လူထုတွေကိုရဲရဲဝံ့ဝံ့ပန်ကြားခဲ့တဲ့ဒေါခင်ကြီးဟာ1953ခုနှစ်မှာဆိုရင်တော့တားလက်အောင်ဆန်းလင်းရေနဲ့တေဆုံးခဲ့တဲ့ဒုတိယမြောက်ဆုံးရှုံးမှုကြီးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်ဒီနောက်ပိုင်းမှာဆိုရင်တော့ဗဟန်းကနေတက္ကသိုလ်ရိပ်သာလန်နေအိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီးနိုင်ငံအကြီးအကဲတွေအာဇာနည်မိသားစုဝင်တွေကိုဗမာမုံတွေနဲ့ဧကန်ကျွေးမွေးရင်းအားပေးနှိမ့်သိမ့်ခဲ့ပါတယ်ဒေါခင်ကြီးဟာအိန္ဒိယနိုင်ငံဆိုင်ရာမြန်မာမျိုးသမီးတန်အမတ်ကြီးဖြစ်နိုင်ငံတာဝန်တွေကိုထမ်းဆောင်ခဲ့ပြီးအငိမ့်စားယူပြီးရဲ့နောက်မှာဆိုရင်တော့တက္ကသိုလ်ရိပ်သာလန်အမှတ်54နေအိမ်မှာတစ်ပင်ပန်းပင်လေးတွေစိုက်ပျိုးရင်းနဲ့အေးချမ်းစွာနေထိုင်ခဲ့ပါတယ်။သူမဟာ1988ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာအသက်86နှစ်အရွယ်နဲ့ကွယ်လွန်သွားခဲ့ပါတော့တယ်။ဒေါခင်ကြီးရဲ့ဂူဗိမ္မာန်ဒီဇိုင်းနဲ့ပတ်သက်လို့စိတ်ဝင်စားစရာအချက်တစ်ခုပါဆိုရင်တော့အဲ့ဒီဂူဗိမ္မာန်လေးဟာတက္ကသိုလ်ရိပ်သာလန်အိမ်ရှိကစင်ဝင်ဒီဇိုင်းတိုင်းဆောက်လုပ်ထားတာပါပဲ။ဘေးသူကပညာရှင်ဦးဘိုကြီးနောင်တွင်သာသနာ့ဘောင်ကိုဝင်ရောက်သွားသူဥပန်နေတာကဒီကူဗိမ္မာန်ကိုရေးဆွဲပေးခဲ့ပြီးဒီလောက်ရဟာဘဝမှတ်တိုင်အတွက်အမြဲတမ်းဂုဏ်ယူနေမှာပါဒါလိုလဲမိန့်ကြားခဲ့ပါတယ်ဒေါခင်ကြီးရဲ့ရှားပါတဲ့တမိုင်းဝင်စာပနာဓာတ်ပုံတွေကိုလေဓာတ်ပုံစီယာတေစာအာရှာက28နှစ်ကြာလျှို့ဝှက်သိမ်းဆည်းထားပြီးတော့မှနောက်တစ်ချိန်မှချပြခဲ့တာဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောဗိုလ်ချုပ်အောင်ဆန်းရဲ့နောက်ွယ်ကကြန့်ခိုင်လာတဲ့အမျိုးသမီးကြီးတန်အမတ်ကြီးဒေါခင်ကြီးရဲ့ဒီလိုအနစ်နာခံခဲ့တဲ့ဘဝခီးစဉ်တွေနဲ့အတူနောက်ဆုံးခီးအမတ်တရားတွေပေါ်မှာဘလို့မြင်ကြပါသလဲနော်အမြဲတမ်းရွှေဘို channel ကိုချစ်ခင်ပေးလို့ကျေးဇူးပါရှင်